မင်္ဂလာပါမီလီယနာခင်ဗျကျွန်တော်တို့ဘယ်ဝန်းကျင်မှာနေမလဲဆိုတဲ့အရာပုံပြင်လေးတစ်ခုကိုကျွန်တော်ဖတ်ခဲ့ရတဲ့ပုံပြင်တစ်ခုရှိပါတယ်အဲ့ဒါဘာလဲဆိုတော့တာမန်ပတ်ဝန်းကျင်နဲ့အောင်မြင်တဲ့ပတ်ဝန်းကျင်တစ်ခုရဲ့အခြေအနေအကြောင်းလေးကိုအနေငယ်များကိုပြပါမယ်ဒါကြောင့်မလို့သိကျင်နေဆိုရင်အသေးပေး share ပေး follow လုပ်ပြီးဟုတ်ပြီနော်မီလီယနာခင်ဗျနိုင်ဝင်းနဲ့သားရဲ့ကဘာမှာဘဟုတုတများစွာနဲ့မျှဝေခံစားရင်းနဲ့ကျွန်တော်အပအဝင်ပေါ့မီလီယနာခီးစဉ်ရှေ့ဆက်လျှောက်ချင်နေဆိုရင်ဒီအကောင့်ဟာမီလီယနာအတွက်ဖြစ်ပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့မှာတာမန်ပတ်ဝန်းကျင်ကကနန်းလိုပဲသူကလူတစ်ယောက်ကကနန်းကောက်တဲ့အခါမှာပလိုင်းနဲ့ကောက်တယ်ပေါ့ကျွန်တော်တို့ဟိုတုန်းကလည်းကျွန်တော်နေတွေမှာဆိုရင်ကနန်းကောက်ကြပြီလေထဲမှာကနန်းကောက်ပြီဆိုရင်ဒါပလိုင်းလေးပေါ့ပါလေပလိုင်းလေးကိုဘေးရလွယ်ပြီးတော့ကနန်းကိုထည့်တာနော်ဒါပေမဲ့တာမန်ပတ်ဝန်းကျင်ကအဲ့လိုပဲကနန်းတစ်ကောင်တွေးလိုက်လို့ကောက်လိုက်တဲ့အချိန်မှာဒီတောင်းထဲမှာထည့်လိုက်တယ်ပေါ့ပလိုင်းထဲမှာထည့်လိုက်တဲ့အခါမှာကနန်းကုတ်တက်တယ်ဒီကောင်လေးပဲရှိတယ်အဲ့ချိန်မှာကနန်းကောက်တဲ့လူကနောက်ထပ်ကနန်းကိုရှာရင်တွေ့တဲ့အခါမှာတွေ့ရင်ကောက်တဲ့အခါမှာပလိုင်းထဲမှာကနန်းကြီးများလာတဲ့အခါမှာတကောင်တက်ရင်တကောင်ဆွဲချတယ်ဆိုတော့ပိုင်ရှင်လည်းအလုတ်ရှုပ်တက်သွားတယ်ပေါ့အဲ့တော့တာမန်ပတ်ဝန်းကျင်ကလည်းဒီတိုင်းပဲကျွန်တော်တို့လူတစ်ယောက်မြင့်မားတော့မယ်လူတစ်ယောက်တိုးတက်တော့မယ်လူတစ်ယောက်အောင်မြင်တော့မယ်ဆိုလို့ရှိရင်သူကဆွဲချတဲ့ပတ်ဝန်းကျင်ဖြစ်တယ်ကိုယ်အားပေးတဲ့ပတ်ဝန်းကျင်ဆိုတာနဲတယ်မီလီယနာခင်ဗျအခုခေတ်မှာပို့ပြီးအောင်ကျွန်တော်တို့ခန်းစားလို့ရတယ်ဟုတ်ပြီအောင်မြင်တဲ့ပတ်ဝန်းကျင်ကဘယ်လိုလူမျိုးလဲဆိုတာအောင်မြင်တဲ့ပတ်ဝန်းကျင်ဆိုတာချောတိုင်းတက်တယ်လို့ချောတိုင်းတက်တဲ့အခါမှာတဦးတယောက်ပဲတက်ရတာမဟုတ်ဘူးတကယ်ကိုချောတိုင်းရဲ့ထိတ်တဲ့တိုင်မှာထိတ်မှရှိတဲ့အလံကိုရယူဖို့ဆိုတာအားလုံးရဲ့အားနဲ့တောက်ခံပြီးတော့ကို့ပါလို့အမြင့်ကိုတွန်းတင်ပေးတာဒါပေမဲ့အင်မတန်ရှားတယ်အောင်မြင်တဲ့ပတ်ဝန်းကျင်ဆိုတာဒီခေတ်ဒီအခါမှာအစုအဖွဲ့နဲ့အလုပ်လုပ်တာနဲ့ကိုတယောက်တည်းအလုပ်လုပ်တာနဲ့ဒီလိုမျိုးကွဲခြားတဲ့အခါမှာတချို့ကအစုလိုက်ဖွဲ့လိုက်လုပ်တဲ့အခါမှာတယောက်တည်းဆိုကိစ္စမရှိဘူးနှစ်ယောက်သုံးယောက်ဖြစ်သွားခဲ့ပြီဆိုရင်မတည့်တာတွေများလာခဲ့တယ်အဲ့တော့အောင်မြင်တဲ့ဝန်းကျင်တစ်ခုဖန်တီးမယ်ဆိုလို့ရှိရင်ပြင်ပကဘာမှာပို့ပြီးတော့စိတ်ရှုပ်ရတယ်ပို့ပြီးတော့ရုန်းကန်ရတယ်ပို့ပြီးတော့လည်းဘဝမှာရောင်ဝါးဝါးတွေဖြစ်ရတယ်အဲ့တော့ပြင်ပပတ်ဝန်းကျင်မှာလှုပ်ရှားရှိတာကိုလှုပ်နော် within step လို့ပြောပြီးသားအရာအားလုံးကကိုယ့်ရဲ့အတွင်း inner world ကနေစခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုယ့်ရဲ့အောင်မြင်မှုဝန်းကျင်ကိုငါထိတ်ဆုံးရောက်ဖို့အတွက်ငါမှာခွန်အားတွေငါမှာတွန်းအားတွေငါမှာအောင်မြင်နိုင်တဲ့ခွန်အားတွန်းအားပြင်ငါမှာမခံချင်စိတ်ကောင်းတဲ့မခံချင်စိတ်တွေရှိပါလားဆိုတဲ့အဲ့လိုတွန်းအားမျိုးဖြစ်တဲ့ချောတိုင်းတက်တဲ့ဥပမာလိုပဲဘဝမှာလူလို့မမြင်နဲ့ဘယ်အရာတွေကငါဘဝအတွက်သင်ခန်းစာကကိုယ့်အတွက်တွန်းအားဖြစ်ခဲ့တာလားနာကြီးစိတ်တွေကတွန်းအားဖြစ်ပြောင်းလိုက်တာလား resilienceခံနိုင်စိတ်ဓာတ်တွေကတွန်းအားဖြစ်ပြောင်းသွားတာလားဆိုရင်အောင်မြင်တဲ့လူတစ်ယောက်ဘဝဖြစ်ဖို့ဆိုတာအဲ့ဒီတွန်းအားတွေများစွာလိုပါတယ်ဒါကြောင့်မို့လို့ကျွန်တော်ဘေးမှာရှိတဲ့ဝန်းကျင်မှာရှိတဲ့လူသားနှစ်ယောက်ကိုကြည့်ပါဒီဘက်လူသားကိုကြည့်လိုက်မယ်လို့ချင်းလဲလူတော့လူသားပဲဒါပေမဲ့သဘာဝနဲ့ဆက်ဆက်တယ်ဒီဘက်လူသားမှလည်းသဘာဝနဲ့ဆက်ဆက်တယ်အဲ့တော့ဒါ nature healing နဲ့ပတ်သက်ပြီးပြောတဲ့နေရာမှာအင်မတန်အကျုံးဝင်တယ်လို့ပေါ့နော်ဘဝမှာပေါ့နော်ကျူးစားအထုတ်နေတဲ့မီလီယနာများအလုံးကန့်ကောင်းခြင်းများစွာရှေ့ဆက်နိုင်ပြီးသဘာဝတရားပြီးတဲ့ခွန်အားအပြည့်နဲ့ရှေ့ဆက်လျှောက်နိုင်ပါသည်ခင်ဗျကျေးဇူးတင်ပါတယ်နော်မီလီယနာအလုံးကြီးခင်ဗျကန့်ကောင်းတဲ့နေ့ရပါ yes